တမရတွေဘာကြောင့်အနက်ရောင်ကားတွေပဲစီးတာလဲဒါကအလားအပအတွက်တခုတည်းမဟုတ်ဘူးအနက်ရောင်စေးသားရဲ့နောက်ွယ်မှာသွေးအေးတဲ့ပြူဟာတွေရန်သူတွေရဲ့ကြည်စံတွေကိုလမ်းလွှဲနိုင်မဲ့နည်းပညာတွေကရှိနေတာတာမန်လူတွေစဉ်းစားမိမှာမဟုတ်တဲ့တမရကားတွေအနက်ရောင်ဖြစ်ရခြင်းလျှို့ဝှက်ချက်၅ချက်ကိုအခုပဲမျှဝေပေးပါမယ်နံပါတ်5ကတော့ကြောက်စရာကောင်းတဲ့အရှိန်အဝါလမ်းပေါ်မှာတမရရဲ့အနက်ရောင်ကားတန်းကြီးဖြတ်မောင်းသွားတာမြင်ပူးကြမယ်တဲ့မြင်လိုက်တာနဲ့ရင်ထဲမှာဖိအားတစ်ခုကိုခံစားရလိမ့်မယ်အနက်ရောင်ကရန်သူကိုစိတ်ပိုင်းဆိုင်ရာအရာတောင်းလို့တော့အောင်6လက်တဲ့နေရာမှာတော်တော်လေးအားကောင်းတယ်ငါ့ကိုလာမရှုံးနဲ့ဆိုတဲ့အမြင်မျိုးကိုအဲ့ဒီအနက်ရောင်ကပေးနိုင်တယ်လောက်ကြံမဲ့သူတွေကိုစိတ်ပိုင်းဆိုင်ရာယိုရင်းအောင်လုပ်နိုင်တယ်ဒါကြောင့်ပဲတမနာတွေကလမ်းပေါ်မှာရန်သူကိုတုံလို့စေတဲ့အနက်ရောင်အရှိန်ဝါကိုတမင်တက်တက်ကိုတုံးဆွဲနေတာဖြစ်တယ်နံပါတ်4ကတော့ရန်သူကိုအာယုံလွှဲခြင်းတမနာကားတန်းမှာကားတစ်စီးတည်းသွားလို့မရှိဘူးအနက်ရောင်ကားအမျိုးအစားသူတွေအများကြီးတပြိုင်နက်တည်းမောင်းကြတာရန်သူကတမနာဘယ်ကားထဲမှာထိုင်နေလဲဆိုတော့အဝေးကနေစနိုက်ပါမှန်ပြောင်းနဲ့ကြည့်ရင်တော့တိတိကျကျသိရဖို့မလွယ်ဘူးကားပေါ်ဒီအနက်ရောင်နဲ့ကားပရင်ပေါက်မှန်မဲရောင်တွေပေါင်းဆက်တဲ့အခါမှာတော့ကားအတွင်းပိုင်းကိုတော်ယုံနဲ့မမြင်ရတော့ဘူးနံပါတ်3ကတော့အလွယ်တကူအစားထိုးနိုင်မှုအရေးပေါ်ချိန်တွေတစ်ခုခုကြုံပြီဆိုရင်တမနာကိုဘေးကင်းရာစီအမြန်ဆုံးရွှေ့ပြောင်းရတယ်အဲ့ဒီအချိန်မှာတမနာစီးရဲ့ကပျက်စီးသွားရင်နောက်ကပါလာတဲ့တခြားအနက်ရောင်ကားတစ်စီးနဲ့ချက်ချင်းအစားထိုးလဲလေရတယ်အကယ်လို့ကားတွေကအယောင်မတူပဲကွဲပြားတယ်ဆိုရင်ရန်သူကတမနာဘယ်ကားပြောင်းစီလဲဆိုတော့ချက်ချင်းရိပ်မိသွားနိုင်တယ်ကားတန်းတစ်ခုလုံးအနက်ရောင်ဖြစ်တဲ့အတွက်ကားချင်းဘလို့ပဲလဲအဝေးကစောင့်ကြည့်တဲ့ရန်သူကိုအနည်းနဲ့အများတော့မျက်စိလေစေမှာဖြစ်တယ်နံပါတ်2ကတော့ဒဏ်ရာအနာစာဖုံးကွယ်နိုင်မှုတိုက်ခိုက်မှုတစ်ခုခုဖြစ်တဲ့အခါမှာတမနာကားရဲ့ဘေးပေါင်တွေမှာကြည်စံရတွေခြေရတွေဒါမှမဟုတ်ဘုံစားထိမှန်တဲ့ body အနာစာတွေကြံခဲ့လိမ့်မယ်အကယ်လို့ကားကအယောင်နှုတ်နေတာမျိုးဆိုရင်အဲ့ဒီပျက်စီးမှုတွေကိုအဝေးကနေအထင်တော့မြင်နေရလိမ့်မယ်နံပါတ်1ကတော့ military grade တမဏိပြားတွေဒါကအရေးကြီးဆုံးချက်တမနာကားတွေရဲ့ကိုယ်တွေကရိုးရိုးကားဘော်ဒီတွေလိုမဟုတ်ဘူးတော်ယုံဒုံးကြည်တံခံနိုင်တဲ့စစ်ဖက်ဆိုင်ရာတုံးတဲ့တပ်တူပြားတွေနဲ့တိစောက်ထားတာဒီလိုထူထဲတဲ့ကာကွယ်ရေးပစ္စည်းတွေကအပြင်ကထိခိုက်မှုတွေကနေအကောင်းဆုံးကာကွယ်ပေးနိုင်လိမ့်မယ်ဒါကြောင့်ရန်သူကမီးလောင်ပုံးနဲ့ပဲတိုက်တခြားသောလက်နက်တွေနဲ့ပဲတိုက်အနက်ရောင်ဘော်ဒီနဲ့ military grade တမဏိပြားတွေကတမနာကိုရှင်သန်လွတ်မြောက်စေမှာဖြစ်တယ်တမနာတွေစီးတဲ့အနက်ရောင်ကားတန်းကြီးကအလှအတွက်ပဲမဟုတ်ဘူးဒါကရန်သူကြည်စံကြားကနေအသက်ရှင်အောင်ရုံထွက်ဖို့တည်တည်ချာချာတွက်ချက်ထားတဲ့ဗျူဟာမြောက်တစ်မျိုးပဲစိတ်ပိုင်းဆိုင်ရာချောင်းလန့်မှုကိုယ်ရောင်ဖြောင်းနိုင်မှုနဲ့အစစ်မြင့်နည်းပညာတွေအားလုံးကဒီအနက်ရောင်ကားတွေမှာရှိနေတာလို့ပြောကြရင်းနဲ့ပဲအားလုံးကိုကျေးဇူးတင်ပါတယ်